Do you have a girlfriend? Well, Jack has one, and her name is Devin. Who is Jack? One of my brothers. One of your brothers? She's pretty, isn't she? Yeah. You like Devin, don't you? Yeah. Yeah. But Jack doesn't share her with me, but Devin does. ကျွန်တော်တို့ပတ်ဝန်းကျင်မှာဒီလိုလူမျိုးတွေကိုတွေ့ဘူးတက်ကြမှာပါသူတို့ကအရန်ထက်မြက်တယ်ဘာလို့လို့အရန်အောင်မြင်တယ်စာတော်တယ်အလုံးမှလည်းအောင်မြင်တယ်ဒါပေမဲ့တစ်ဖက်မှာလည်းသူတို့ဟာလူတွေနဲ့ဆက်ဆံတဲ့အခါမှာနားလည်ရခက်တတ်ပါတယ်သူတို့ရဲ့စကားတွေဟာတစ်ခါလေကြားတော့လေအတိတ်ပဲမရှိသလိုပဲဒါမှမဟုတ်အခြားသူတွေနဲ့မတူပဲထူးဆန်းတယ်လို့ခံစားရတတ်ပါတယ်ဒီလိုမျိုးညံသွေးမြင့်မားသူများကိုဘာကြောင့်တာမန်လူတွေကကြောင်တောင်ဒါမှမဟုတ်ကြက်မပြည့်တယ်လို့ထင်ရတာလဲအဲ့ဒီအကြောင်းရင်းတွေဟာသူတို့ရဲ့စိတ်ပန်းဆိုင်ရာအားနည်းချက်ကြောင့်မဟုတ်ပဲသူတို့ရဲ့အုံနောက်လှုပ်ဆောင်မှုဟာတာမန်လူတွေနဲ့ကွာခြားနေတာကြောင့်ပဲဖြစ်ပါတယ်ဒီလိုမျိုးထူးခြားတဲ့ဉာဏ်ကြီးရှင်တွေရဲ့စိတ်ပန်းဆိုင်ရာဖွဲ့စည်းပုံကဘာကြောင့်လူမှုဆက်ဆံရေးမှာထူးဆန်းတယ်လို့ထင်နေရတာလဲဒါပေမဲ့တစ်ချိန်တည်းမှာပဲကဘာကြီးကိုပြောင်းလဲနိုင်တဲ့စွမ်းအားတွေကိုဘယ်လိုပိုင်ဆိုင်ထားတာလဲဆိုတာကိုစိတ်ပညာနဲ့ညူရိုသိပ္ပံရှုထောင့်ကနေအပိုင်း၃ပိုင်းခွဲပြီးဒီဗီဒီယိုမှာစူးစမ်းလေ့လာကြည့်သွားမှာလည်းဖြစ်ပါတယ်ပထမတစ်ပိုင်းအနေနဲ့ကတော့တွေးခေါ်တဲ့အမြန်နှုန်းကွာဟချက်ပဲဖြစ်ပါတယ်။ဉာဏ်ရည်မြင့်မားသူတွေရဲ့အုံနောက်ကိုကျွန်တော်တို့ဟာတာမန်လူတွေနဲ့ကွဲပြားတဲ့ operating system တစ်ခုနဲ့လှုပ်နေတယ်လို့တင်စားနိုင်ပါတယ်။ဒါသူတို့ရဲ့ပတ်ဝန်းကျင်ကြားမှာနားလည်မှုလွဲမှားရတဲ့အဓိကအရင်းမြစ်ပဲဖြစ်ပါတယ်။အုံနောက်လှုပ်ဆောင်ချက် managing deep processing တာမန်လူတွေအကြောင်းအရာတစ်ခုကိုမျက်နှာပြင်ပေါ်ကအတိုင်းလက်ခံကြတဲ့အခါဉာဏ်ရည်မြင့်မားသူတွေကတကယ်လက်ခံခြင်းမရှိပါဘူး။သူရဲ့အုံနောက်ဟာအရာရာကိုနှက်ဆိုင်စွာရှုပ်ထွေးစွာချိတ်ဆက်စဉ်းစားလိရှိကြပါတယ်။ဥပမာကျွန်တော်ရိုးရှင်းတဲ့မိကွန်းတစ်ခုကိုဖြေဖို့အတွက်ချက်ချင်းအဖြေကိုရှာကြတယ်။ဒါပေမဲ့သူတို့ရဲ့အုံနောက်ကတော့အဲ့ဒီမိကွန်းရဲ့နောက်ွယ်ကဖြစ်နိုင်ကြီးရှိတဲ့အဖြေပေါင်းစုံအကျိုးဆက်တွေနဲ့ theory တွေကိုတပြိုင်နက်တည်းတွက်ချက်လိရှိပါတယ်။သူတို့ဟာရိုးရှင်းတဲ့အရာတွေကိုတောင်ရှုပ်ထွေးစွာတွေးတောနေတာကြောင့်သူတို့ရဲ့တုံ့ပြန်မှုဟာတစ်ခါတလေထူးဆန်းနေတတ်တာလည်းဖြစ်ပါတယ်။အုံနောက်အမြန်နှုန်းမြင့်မားခြင်း processing speedဒီလူတွေရဲ့အုံနောက်ဟာချက်လက်တွေကိုတကယ်အလင်းမြန်စီမံခန့်ခွဲနိုင်ပါတယ်။ဒါကြောင့်သူတို့ရဲ့အတွေးခေါ်တွေဟာလက်ရှိအခြေအနေထက်ခြေတလန်းနှစ်လန်းဒါမှမဟုတ်သုံးလန်းလောက်ထိပိုရောက်နေတတ်ကြပါတယ်။သူတို့ဟာစီမံကိန်းတစ်ခုမှာပေါ်ပေါက်လာနိုင်တဲ့ပြဿနာဒါမှမဟုတ်စကားဝိုင်းတစ်ခုရဲ့နောက်ဆက်တွဲရလဒ်တွေကိုတာမန်လူတွေမမြင်နိုင်သေးကြတဲ့ကကြိုတင်မြင်နိုင်စွမ်းရှိပါတယ်။ဒီလိုကြိုပြောတဲ့အခါလူအများစုကဒါကိုအစိုးမြင်တယ်ဒါမှမဟုတ်အဖြစ်ပဲမရှိဘူးလို့ထင်တတ်ကြရလည်းဖြစ်ပါတယ်။စကားပြောတဲ့အခါမှာလည်းသူရဲ့အတွင်းဉာဏ်နှုန်းကြောင့်အလယ်လက်အဆင့် intermediate step တွေကိုပြောဖို့အတွက်မိသွားတတ်ပါတယ်။သူတို့အတွက်ကဒါရှင်းနေရပဲလို့ယူဆပေမဲ့နားထောင်တဲ့သူတွေအတွက်ကတော့သူရဲ့စကားတွေဟာလက်တွေ့နဲ့ကွာဟနေတယ်လို့လေရဲကရောက်လာတဲ့စကားလုံးတွေလိုမျိုးဖြစ်နေတတ်တာကြောင့်တဘာဝနဲ့လိုက်လျောညီထွေမဖြစ်နိုင်သူလိုမျိုးပတ်ဝန်းကျင်ကထင်ဟပ်စေရလည်းဖြစ်ပါတယ်။နောက်ထပ်တစ်ပိုင်းကတော့လူမှုရေးနဲ့စိတ်ပိုင်းဆိုင်ရာကွာဟချက်အကြောင်းပါ။ရရင်မြန်မာသူတွေလူမှုဆက်ဆံရေးမှာထူးဆန်းနေရမျိုးဟာသူရဲ့အုံနောက်ထဲကဦးစားပေးမှုတွေမတူညီတာကြောင့်လည်းဖြစ်ပါတယ်။လူမှုရေးပြုမှုအားနည်းခြင်း focus on logic over emotion ရရင်မြန်မာသူတွေအများစုဟာစိတ်ခံစားမှု emotion ထက်ကြိုးကြောင်းဆင်ခြင်ခြင်း logic ပေါ်ကိုပိုပြီးအာရုံစိုက်တတ်ကြပါတယ်။သူတို့အတွက်ပြဿနာတစ်ခုကိုရှင်းဖို့ဆိုတာစိတ်ခံစားမှုထက်အချက်လက်နဲ့အဖြစ် data and solution ကိုဥတည်ရမယ်လို့မြင်ပါတယ်။ဒါကြောင့်တကယ်ချင်းတယောက်စိတ်ထိခိုက်နေလို့ရင်ဖွင့်တဲ့အခါသူရဲ့တုံ့ပြန်မှုဟာနားထောင်ပေးရတဲ့ပြဿနာရဲ့အရင်းခံကိုတိုက်ရိုက်ထောက်ပြနေခြင်းပဲဖြစ်နေတတ်ပါတယ်။လူရဲ့စိတ်ခံစားချက်ကိုထိခိုက်မှုမရှိအောင်တိမ်မွေ့စွာပြောဆိုဆက်ဆံတဲ့နေရာမှာအားနည်းတာမျိုးတွေလည်းဒီလိုလူမျိုးတွေမှာရှိတတ်ကြပါတယ်။သူရဲ့တိုက်ရိုက်ဆက်ဆံတဲ့ယူသားမှုတွေကဖက်လူတွေရိုင်းဆိုင်စေပါတယ်။မထောက်ထားဘူးလို့လည်းထင်ရစေနိုင်ပါတယ်။ဒါကြောင့်သူကလူများနဲ့ဆက်ဆံရေးခက်ကြဲကြဲဖြစ်နေတတ်တာကြောင့်လူအတိုင်းဝိုင်းနဲ့မရောနှောနိုင်သူလို့မှတ်ယူခံထားရသူတွေလည်းဖြစ်တာပါ။အုံနောက်ရဲ့နားနေချိန်မှာပါအလွတ်လုံနေခြင်း the non-stop thinking ဒါစိတ်ဝင်စားစရာအကောင်းဆုံးအချက်ပါ။ရရင်မြန်မာသူတွေရဲ့အုံနောက်ကအနားယူနေချိန်ဥပမာလမ်းလျှောက်နေငေးဝန်းနေချိန်ဒါမှမဟုတ်စကားဝိုင်းမှာတိတ်ဆိတ်နေချိန်မှာတော့တကယ်တမ်းဆက်လက်ပြီးအလွတ်လုံနေတတ်ပါတယ်။ဒီချိန်ဟာသူတို့ရဲ့နည်းနည်းရဲ့စိတ်ကူးစိတ်သန်းတွေကိုစီမံခန့်ခွဲနေတဲ့အချိန်ပဲဖြစ်တာပါ။သူတို့ဟာရုပ်တရက်အာယုံလွဲသွားပြီးစိတ်ထဲမှာတစ်ခုခုကိုနက်နက်နဲနဲတွေးတောနေရကြောင်းပတ်ဝန်းကျင်ကိုဂရုမစိုက်သလိုလောကကြီးနဲ့အဆက်အသွယ်ပြတ်နေသလို absent minded ဖြစ်နေတတ်ပါတယ်။
ဒါပေမဲ့တကယ်တမ်းမှာတော့ဒီလိုကြောင်တောင်ဖြစ်နေတဲ့အချိန်ဟာသူတို့ရဲ့ဒီခင်စန်းတင်မှုတွေမွေးဖွားရနေရပဲဖြစ်နေတတ်တာပါဆိုတော့နောက်ဆုံးအပိုင်းအနေနဲ့ဒီလိုကြောင်တောင်အသင်ရဲ့နောက်ွယ်ကဆွမ်းအားရည်ကြောင်းဆက်လက်ပြီးလေ့လာကြည့်အောင်ဒီလိုထူးခြားတဲ့အမှုအကျင့်တွေဟာလူမှုရေးအရအားနည်းချက်လိုမျိုးဖြစ်နေပေမဲ့ဒီအရာတွေကပဲကဘာကြီးကိုတိုးတက်စေတဲ့အားသာချက်တွေဖြစ်နေပြန်ပါတယ်ဒီလိုအားသာချက်တွေထဲမှာကပထမအဆုံးတစ်ခုကတော့တီထင်ဖန်တီးနိုင်စွမ်းမှာသူရဲ့တွေးခေါ်မှုတွေဟာတမန်ရိုးကျလမ်းကြောင်းတွေကနေခွဲထွက်ပြီးတွေးခေါ်နိုင်တာကြောင့်တာမန်လူတွေမစင်စားမိရဲ့စမ်းသစ်တဲ့ idea တွေနဲ့ဤပညာတွေကိုမွေးဖွားပေးနိုင်တာပဲဖြစ်ပါတယ်နောက်ထပ်တစ်ခုကတော့ပြဿနာများကိုဖြေရှင်းနိုင်စွမ်းမှာသူတို့ရာရှုပ်ထွေးပြီးခက်ခဲတဲ့ပြဿနာတွေကိုနှက်ဆိုင်စွာခြုံငုံမိမြင်နိုင်စွမ်းရှိပါတယ်။ခြားသူတွေမမြင်နိုင်တဲ့အဓိကအကြောင်းရင်း root cause တွေကိုချက်ချင်းထောက်ပြပြီးထိရောက်တဲ့အဖြေကိုလည်းရှာဖွေပေးနိုင်ကြသေးတာပါ။နောက်ဆုံးတစ်ချက်အနေနဲ့ကတော့ရှင်းပြမြင်နိုင်စွမ်းမှာအချက်လက်တွေရဲ့ချိတ်ဆက်မှုတွေကိုလျင်မြန်စွာတွက်ချက်နိုင်စွမ်းတွေကြောင့်အနာဂတ်ဖြစ်ရပ်တွေကိုကြိုတင်ခန့်မှန်းနိုင်ပြီးကြီးမားတဲ့ဆုံးဖြတ်ချက်တွေချရမှာရှေ့ဆောင်လမ်းပြပေးနိုင်ခြင်းဟာသူတို့ရဲ့ကြီးမားဆုံးစွမ်းအားပဲဖြစ်ပါတယ်။ဒါကြောင့်ညီကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုရင်ဉာဏ်ရည်မြင်ပါသူတွေကိုကြောင်တောင်ဒါမှမဟုတ်ကြက်မပြည့်တယ်လို့ထင်ရခြင်းဟာသူရဲ့အုံနောက်လှုပ်ဆောင်မှုဟာအခြားသူတွေနဲ့မတူညီတဲ့ပိုပြီးလျင်မြန်ပြီးနှဲနေခြင်းကြောင့်သာဖြစ်ပါတယ်။သူဟာလူမှုဆက်ဆံရေးမှာအားနည်းနေတယ်လို့ထင်ရပေမဲ့ကျွန်တော်တို့ရဲ့လူအဖွဲ့အစည်းတွေအရေးပါဆုံးသောတီထွင်ဖန်တီးမှုတွေသိပ္ပံနဲ့နည်းပညာဆိုင်ရာတိုးတက်မှုတွေကိုယူဆောင်လာပြီးတဲ့ပုံကိုယ်တွေပဲဖြစ်တာပါ။ဒါကြောင့်နောက်တစ်ချိန်အန်ဂျူမြင်မားတဲ့လူတစ်ယောက်ကိုသို့မဟုတ်ကိုနည်းနည်းထူးဆန်းနေရလို့ခံစားရတဲ့အခါသူတို့ကိုပိုပြီးနားလည်ပြီးနိုင်မှုစူးစမ်းပေးပါသူတို့ရဲ့တွေးခေါ်ပုံတွေကိုလက်ခံပေးခြင်းအပြင်ကျွန်တော်ရဲ့ကဘာကြီးကိုပြောင်းလဲစေဖို့အတွက်စိတ်ကူးစိတ်တမ်းတွေကိုလက်ခံနိုင်ဖို့ပိုပြီးနီးစပ်လာစေမှာလည်းဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်